မတုတ်ကျွေးမဲ့မွန်ရခိုင်ကပြတင်မော်ဒီတုတ်မွန်မနဲ့ရခိုင်သားတော့ညာသေးတာပဲအတုတ်မှာကပြတုတ်ရှိတာမဆန်းဘူးလေအရင်ဦးဆုံးကြက်သွန်ဖြူနဲ့ငရုတ်တီစိမ့်တွေကိုဘိုင်းမနာရအောင်လှော်ပါမယ်တလက်စတဲ့ငနီတူးလေးတွေပါလှော်ပါမယ်လှော်ပြီးလို့ရှိရင်တော့ငရုတ်တီနဲ့ကြက်သွန်ဖြူပြီးတော့ဖုတ်ထားတဲ့ငပိလေးနဲ့ရောထောင်းပါမယ်ကဲအားလုံး ready ဖြစ်ပြီဆိုရင်တော့ချစ်ထားတဲ့တင်မော်သီးလေးရဲ့ခရမ်းကျင်သီးလေးရဲ့ပပလှီးထားတဲ့ကြက်သွန်နီလေးရဲ့မုံပြည်နဲ့ဆက်စဲရထွက်တဲ့ကြောက်ပွင့်အမဲလေးထည့်မယ်ခုနကထောင်းထားတဲ့ငပိလေးရဲ့ငနီတူးကြောက်ကလေးရဲ့အရသာအတွက်ကိုအချိုမှုန့်ရဲ့နှမ်းပြရည်ရဲ့အချင်ရသာအတွက်ကိုတော့မကြီးရည်လေးတုံးထားပါတယ်တင်မော်ဒီတုတ်ကကြောက်ရလေးဟိုအတုတ်နေရအမျိုးမျိုးရှိရတယောက်နဲ့တယောက်မတူကြဘူးဗမာတုတ်ဆိုလို့ရှိရင်ပဲမှုန့်လေးရဲ့ကြက်သွန်ဖြူနီစီချက်လေးနဲ့အဲ့လိုမျိုးစီစီလေးတုတ်စားတယ်မွန်တုတ်ကြတော့မရမ်းပြနဲ့တုတ်တယ်ရခိုင်တုတ်ကြတော့ဒီငရုတ်တရငပိရရောထောင်းနဲ့ချိုးကြတော့လည်းငနီတူးထည့်ချိုးကြတော့လည်းမထည့်ဘူးနန်းရဲ့ကပြတုတ်ကကြတော့မွန်ပြည်နယ်ကထွက်တဲ့ကြောက်ပွင့်အမဲရဲ့ရခိုင်စတိုင်ရဲ့တုတ်ထားတာမို့လို့ပါလုံးဝရှူးရှက်ပွင့်ထွက်ပြီးတော့နှားတွေပါယိုတဲ့ဒီအရန်စားကောင်းတဲ့မွန်ရခိုင်ကပြတုတ်လေးရပါပြီ